ဆောင်းထဲမှာအိမ်မာတင်ဒီလိုမျိုးရေခဲနဲ့ကစားရင်အမေမြင်တော့မဆူပါဘူးရေခဲတစ်တာတွေကနေအေးခဲနေတဲ့စပစ်တီတစ်လုံးထုတ်လိုက်ပါအဲ့ဒီစပစ်တီကိုရေခဲရေထဲထည့်လိုက်တဲ့အခါစပစ်တီဘေးပတ်ပတ်လည်မှာရေတွေကချက်ချင်းခဲသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့မင်းလည်းရေကိုရေခဲအဖြစ်ချက်ချင်းပြောင်းလဲနိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်သွားပါပြီအေးခဲနေတဲ့ခွက်ရဲ့အောက်ခြေထဲကိုရေခဲရေလောင်းထည့်လိုက်ပါတေချာကြည့်ထားတော့ရေခဲတောင်တစ်ခုကတဖြည်းဖြည်းချင်းအပေါ်ကိုမြင့်တက်လာတာကိုမြင်တွေ့ရပါလိမ့်မယ်ဒါဟာရေလောင်းပြီးရေခဲတောင်ဖန်တီးတဲ့နေလမ်းပဲဖြစ်ပါတယ်ပလင်းထဲကိုစူပွက်နေတဲ့ရေနွေးတွေလောင်းထည့်လိုက်ပါပလင်းဖုံးကိုပိတ်ပြီးစောက်ထိုးပြောင်းပြန်လန်းလိုက်ပါပြီးရင်ပလင်းဖင်ပေါ်မှာရေခဲတုံးလေးတစ်တုံးတင်လိုက်တဲ့အခါပလင်းထဲကရေတွေကအန်းစရာကောင်းလောက်အောင်ပြန်ပြီးစူပွက်လာတာကိုတွေ့ရပါလိမ့်မယ်ဒါဟာအခိုးငွေ့ရဲ့ဖိအားကြောင့်ဖြစ်ပါတယ်ဖန်ပလင်းရဲ့ကိုယ်ထဲပေါ်မှာအချီကျိုးနှဲငယ်ကိုအချိန်ချင်းပက်လိုက်ပါအဲ့ဒီအချီကျိုးပေါ်ကိုအေကိုဟော့နှဲငယ်ဆက်လိုက်ပြီးမိရှို့လိုက်ပါပလင်းကိုယ်ထဲတစ်ခုလုံးအပူချိန်ညီမျှသွားပြီဆိုတာနဲ့ရေခဲရေကိုချက်ချင်းနှက်လိုက်ပါအဲ့ဒီအခါဖန်ပလင်းကိုအလွယ်တကူဖြတ်တောက်နိုင်သွားတာကိုတွေ့ရပါလိမ့်မယ်ဒါဟာအပူကြောင့်ပွားပြီးအေးကြောင့်ကျုံသွားတဲ့သဘောတရားဖြစ်ပါတယ်ကလေးတွေရဲ့ဘောင်းဘီမှာ PK တွေကတ်သွားရင်စိတ်မပူပါနဲ့အပေါ်ကနေရေခဲတုံးလေးတစ်တုံးတင်ပေးလိုက်ရုံပါပဲခဏလောက်ထားလိုက်ပြီးတဲ့နောက်မှာတော့ကတ်နေတဲ့ PK ကိုအလွယ်တကူခွာထုတ်နိုင်သွားပါလိမ့်မယ်ဖန်ခွက်ထဲကိုဟင်းချက်စီလောင်းထည့်လိုက်ပါပြီးရင် baby wine rat ထားပေးတဲ့အနှဲငယ်ထက်ထည့်ပြီးရေခဲတုံးတစ်တုံးချပေးလိုက်ပါအဲ့ဒီအခါရေခဲတုံးကတဖြည်းဖြည်းချင်းအကြီးပြောလာပြီးကြည်လင်တောက်ပတ်တဲ့ပူလဲလုံးလေးတွေလိုမျိုးတစ်လုံးချင်းစီအောက်ကိုကျလာတာကိုမြင်တွေ့ရပါလိမ့်မယ်ဖန်ခွက်တစ်လုံးထဲမှာရေနွေးထည့်ပြီးနောက်တစ်လုံးထဲမှာရေခဲရေထည့်လိုက်ပါပြီးရင်အပေါ်ကနေရေအေးတွေအပြည့်ပြည့်ထားတဲ့ရေကန်တစ်ခုတင်လိုက်ပါရေနွေးခွက်ရဲ့အပေါ်ဘက်ရေမျက်နှာပြင်မှာအပြာရောင်ဆိုးစေးနှဲငယ်ထည့်ပြီးရေအေးခွက်ရဲ့အပေါ်ဘက်မှာတော့အနီရောင်ဆိုးစေးနှဲငယ်ထည့်လိုက်ပါတေချာကြည့်ထားတော့အနီရောင်ဆိုးစေးကလှုပ်ရှားမှုမရှိဘဲအေးခဲနေတယ်လို့ဖြစ်နေပြီးအပြာရောင်ဆိုးစေးကတော့တက်ကြလှုပ်ရှားနေပြီးအနီရောင်ဆိုးစေးရှိတဲ့ဘက်ကိုတဖြည်းဖြည်းချင်းဝါးမြိုသွားတာကိုတွေ့ရပါလိမ့်မယ်အလူမီနီယမ်စီတပူးတဲ့ကိုရေခဲရဲ့အနေငယ်လောင်းထည့်ပါကျန်တဲ့ရေတွေကိုတော့ပန်းကန်လုံးလို့ထဲလောင်းထည့်လိုက်ပါပြီးရင်မီးပြောင်းကိုတုံးပြီးဘူးကိုမီးပူပေးလိုက်ပါမိနစ်အနေငယ်ကြာပြီးနောက်ရေခဲရဲ့ကိုမောက်ရက်တာချက်ချင်းထည့်လိုက်တဲ့အခါဘူးကချက်ချင်းရှုံးသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဟာပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်ပြီးတဲ့နောက်ရေခဲရဲ့တောက်ရင်ဖြစ်တတ်တဲ့အနေငယ်ကိုပြသနေတာဖြစ်ပါတယ်ရေခဲတုံးနဲ့တုံးပေါ်မှာအချီကျိုးတမြင်တင်လိုက်ပါပြီးရင်အချီကျိုးပေါ်ကိုစားအနေငယ်ဖြူပေးလိုက်ပါ10မိနစ်လောက်စောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ရေခဲတုံးတွေကိုကျိုးနဲ့အတူအလွယ်တကူမတင်နိုင်သွားတာကိုတွေ့ရပါလိမ့်မယ်ဒါဟာနင်းတွေကိုစားဖြူပြီးအကြီးပြောစေတဲ့သဘောတရားပဲဖြစ်ပါတယ်စာအုပ်ထဲကသိပ္ပံပညာတွေကိုအချိန်ပေါင်းရာချီဖတ်ပြနေမဲ့စားကလေးတွေကိုဒီလိုမျိုးတကယ်သိပ္ပံစမ်းသပ်ချက်တွေကိုကိုယ်တိုင်လက်တွေ့စမ်းသပ်ခိုင်းလိုက်တာကပိုပြီးထိရောက်ပါတယ်